ဒီနေ့ကတော့တုတ်ကျွေးဘူးတဲ့သူတိုင်းအရန်ကိုကြိုက်ကြတဲ့အတုတ်ဆောင်လေးကိုတို့တူတူလုပ်ရအောင်နော်တို့အတုတ်ဆောင်လေးစလုပ်ဖို့စီနီလေးကိုအရင်ဆုံးချက်ပါမယ်နော်ချက်သွန်ဖြူလေးထောင်းထားတာကိုဒဲဦးထဲမှာထည့်စီလေးထည့်ပြီးတော့မီးလေးအေးအေးလေးနဲ့ဆူလာတဲ့ထိတည်ပါမယ်ရှင်ချက်သွန်ဖြူလေးတွေကလေနည်းနည်းလေးစပြီးတော့ကြွက်ခံလေးဖြစ်လာပြီဆိုရင်မီးကိုအဆုံးထိရှော့ချလိုက်ပြီးတော့ငုံသီးခွဲချမ်းလေးတွေကိုများများလေးထည့်ပေးလိုက်ပါမယ်နော်ရုပ်သီးရောချက်သွန်ဖြူရောလေအရန်ကိုတူးလွယ်တာမို့လို့တတိရောထားပေးပါနော်ချက်သွန်ဖြူလေးတွေကပို့ပြီးတော့ချက်လာပြီးတော့ရုပ်သီးလေးကလည်းမွေးလာပြီဆိုရင်မိဖို့ဘွားချလိုက်ပါရှင်ပြီးရင်တော့တို့ချက်သွန်နီစီချက်လေးချက်ပါမယ်ရှင်စီများများထဲမှာစိုက်ညီညီလေးလီးထားတဲ့ချက်သွန်နီပပလေးတွေကိုထည့်ပြီးတော့စနွင်းမုံလေးနဲ့ပေါ့နော်စီချက်လေးချက်ပေးပါမယ်မီးကိုအလဲလက်လောက်နဲ့ပေါ့နော်အကျက်ညီအောင်လို့ဆက်မပြတ်လေးမှွေပေးရပါတယ်တဖြည်းဖြည်းနဲ့အယောင်လေးကပြောင်းလာပြီးတော့ကျွတ်ဆပြုတ်လာပြီဆိုရင်တော့ငါစကားနဲ့လုံးဝစစ်ချလိုက်ပါတယ်အရေးသက်သက်အဖက်သက်သက်ခွဲလိုက်တာပေါ့နော်အေးသွားတော့မှလေပြန်ပေါင်းရင်ပေါင်းမပေါင်းရင်လည်းစီချက်ကိုအဖက်သက်သက်အရေးသက်သက်ခွဲထားလို့ရပါတယ်နော်ကြော်နေနဲ့လေချက်သွန်နီကြောင့်အမြုပ်နေအများကြီးထွက်လာတာမို့လို့ငါကနည်းနည်းလေးပို့ပြီးတော့ထားလိုက်ရတယ်ပေါ့နော်အဲ့တော့အယောင်လေးတောင်နည်းနည်းလေးရှင်းသွားပါတယ်ရှင်စီချက်လေးချက်ပြီးသွားပြီဆိုရင်တော့တို့ခောက်ဆွဲလေးစပြုတ်ပါမယ်เนาะအရင်ဆုံးကတော့စံကြားစံလေးပြုတ်ပါမယ်ပုံမှန်တော့ငါဒါလေးကိုတိတ်မထည့်ဘူးပေါ့เนาะအမေကကြတော့စံကြားစံလေးပါမှကြိုက်တာမလို့ပါရှင်ရှင်းနွေးလေးကိုစူအောင်တည်ပြီးတော့စနွေးမုံလေးထည့်ပေါ့เนาะပြီးရင်ကြားစံလေးထည့်ပြီးတော့ပြုတ်ပြီးတော့ကြက်သွားရင်ရပါပြီเนาะဒီလိုမျိုးကြားစံဝါလေးကိုမနှက်စာအနေနဲ့လည်းတို့အိမ်မှာတုတ်စားပါတယ်ရှင်ဂျုံကြဆန်လေးကိုလည်းပြုတ်ထားလိုက်တယ်ပေါ့နော်ဂျုံခောက်ဆွဲရကြတော့မြောင်းများပါလာတဲ့ခောက်ဆွဲလေးကိုသုံးပါဆိုတော့ပြုတ်စရာမလိုပါဘူးရှင်အာလူးလေးတွေကလည်းမပါမဖြစ်ပေါ့နော်သူ့ကိုလည်းနူးကောင်လေးပြုတ်ထားလိုက်ပါတယ်ပြီးရင်ကတော့ငါပဲပြားလေးကြော်ပါတယ်ရှင်ပဲပြားလေးပါမှလည်းအတုပ်ဆောင်ကပို့ပြီးတော့စားလို့ကောင်းတာသိလားငဖဲကြော်လေးတွေကလည်းမပါမဖြစ်ပဲဒါပေမဲ့ငဖဲကြော်ကတော့ဒီနေ့မကြော်တော့ပါဘူးအမေယူလာတဲ့ဒီကြော်ပြီးသားငဖဲလေးရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကိုသုံးပါမယ်ရှင်ကဲပဲပြားကြော်လေးကလည်းပြီးသွားပါပြီနော်အသုံးဆောင်မှာနောက်ထပ်အရေးကြီးတာကတော့အချင်းပေါ့နော်အချင်းလေးဖြော်ဖို့တော့မကြီးသီးလေးရဲ့ရင်နွေးရဲ့ကိုမိဖို့ပေါ်မှာအရင်ဆုံးဆူလာတဲ့ထိတည်ပေးပါမယ်မကြီးသီးလေးတွေပြောလာပြီဆိုရင်လေအစိလေးတွေကိုဒီလိုလေးဖယ်ထုတ်ပေးလိုက်ပါမယ်ပြီးရင်ကတော့ထညက်လေးထည့်မယ်ဘုံချောင်းငုပ်စီလေးထည့်ပါမယ်ရှင်ဘုံချောင်းငုပ်စီမရှိဘူးဆိုရင်ဆရီရာချလည်းထည့်လို့ရပါတယ်နော်ဒီငုပ်စီဘူးလေးကိုလေကွန်မန့်မှာပုံလေးပြပေးမယ်เนาะအရင်တော့ကလည်းခဏခဏပြပေးဖို့ပါတယ်ရှင်တခြားလေးအကုန်လုံးရောမွေပြီးတော့ထညက်လေးတွေပြောသွားတဲ့အထိတည်ပေးပါမယ်เนาะအချင်းလေးကိုဒီလိုမျိုးလေးမိဖို့ပေါ်မှာတဲလိုက်ရင်လေအတုပ်စားပြီးတော့ဘိုင်းနာတွေပါလည်းမဖြစ်တော့ပါဘူးเนาะဒါဆိုရင်ကတော့အချင်းလေးလည်းရပါပြီရှင်အချင်းလေးပါဖြောပြီးသွားပြီဆိုရင်တော့ဟင်းကားလေးချက်ကြမယ်เนาะငါအတုပ်စုံနေဆိုရင်ဘူးသီးဟင်းကားလေးကိုအကြိုက်ဆုံးပါရှင်စင်ကူမှာလေဒီလိုမျိုးလက်လက်ဆက်ဆက်ဒီလိုဘူးသီးနုနုလေးတွေရမ်းအောင်ပေါ်တာပေါ့နော်ဘူးသီးဟင်းကချက်ဖို့ကတော့ကွက်တီပဲသိလားအရင်ဆုံးကတော့ရေနွေးလေးကိုစူအောင်တည်ပြီးတော့လေချက်သွန်ဖြူလေးဓာပြန်ရိုက်ထားတာကိုထည့်ပါမယ်ပြီးတော့ပစွန်ချောင်းမှုန်လေးတွေကိုမများလေးထည့်ပေးလိုက်ပါတယ်ရှင်ငံပြာရည်ရဲ့စားရဲ့အချုံမုန်လေးနည်းနည်းလေးကိုထည့်ပါတယ်ပြန်ဆူလာပြီဆိုတော့မှလေဘူးသီးလေးတွေကိုထည့်ပါတယ်ဘူးသီးအပြင်ကုန်လေးတွေအယောင်ပြောင်းသွားတဲ့အထိပဲတည်တယ်ပေါ့နော်ပြီးတော့တာနဲ့ငမီးကိုမှိတ်လိုက်ပါတယ်အိုးပူနဲ့ပဲဆက်ပြီးတော့ချက်တဲ့သဘောလေးပါရှင်ဂျုံကြဆန်လေးကိုလည်းလေပြုတ်ပြီးသားလေးကိုခတ်လိုက်ပါတယ်အဲ့လိုဆိုရင်ဂျုံကြဆန်လေးတွေကအင်းရည်ထဲမှာအရင်ပွာသွားတာပဲမဖြစ်တော့ဘူးပေါ့နော်နောက်ဆုံးအနေနဲ့ကတော့ငုတ်ကောင်းလေးခတ်ပါတယ်ရှင်ထမင်းလေးကိုလည်းလေအယောင်လေးလှသွားအောင်လို့ခုနချက်ထားတဲ့စီနီတွေကစီရည်လေးတွေနဲ့ပေါ့နော်နေထားပေးလိုက်ပါတယ်ပြီးတော့ရင်ကတော့ကိုနှစ်သက်တဲ့စိုက်လေးပေါ့နော်ထမင်းလုံးလေးလှုပ်ထားလို့ရပါတယ်ရှင်ဒါလေးကကြတော့လေမလှုပ်လဲရပါတယ်เนาะထမင်းဖြူလေးတိုင်းမဲ့တုံးလဲစားလို့ကောင်းပါတယ်ငါတော့ရောင်လေးလဲလှသွားအောင်ဆိုပြီးတော့ဒီလိုမျိုးထမင်းလုံးလေးလှုပ်လိုက်တာပါရှင်ထမင်းလုံးလေးပါလှုပ်ပြီးသွားပြီဆိုရင်တော့လေတို့အတုပ်ဆောင်လေးစားပြီးတုပ်ဖို့ ready ဖြစ်ပါပြီเนาะငါဒီလိုလေးပြင်ထားလိုက်ပါတယ်ဒီနေရာနားလေးမှာငါတုပ်မှာပေါ့နော်ထဲသုံးမဲ့ပစ္စည်းလေးတွေကိုပြမယ်เนาะဂျုံကြဆန်ရဲ့ဆန်ကြဆန်ရဲ့အာလူးရဲ့ဒါခောက်ဆွဲရဲ့ထမင်းလုံးလေးရဲ့ပါဒါလေးကတော့ငဖဲကြော်နဲ့ပဲပြကြော်လေးပါရှင်အရွက်လေးတွေကတော့ကြက်သွန်နီရဲ့ကော်ဘီရဲ့တခွားသီးရဲ့နည်းနည်းမင်းရဲ့ပါပဲချက်မုံမမွေးလေးရဲ့ပစွန်ချောင်းမုံချူချူလေးတွေရဲ့ကြက်သွန်နီစီချက်ကိုကြတော့အရေးသက်သက်အဖက်သက်သက်ပေါ့နော်ပြီးတော့စီနီလေးလည်းပါတယ်အချင်းလေးရဲ့ပါငပြာကြီးလည်းပါတယ်ပေါ့နော်ဒီတစိမ့်လေးကိုသုံးပါတယ်ရှင်ငုတ်သီးမုံလေးကိုလေမပြမီဘူးဖြစ်သွားတယ်ငုတ်သီးမုံလည်းပါတယ်နော်ကဲတို့စားတော့ကြပါမယ်ရှင်အရင်ဆုံးကတော့ခောက်ဆွဲရေးကြာစံနေထမင်းလေးထည့်ပေါ့နော်ပြီးတော့ပဲပြားကြော်တို့ငဖဲတို့အရွက်လေးထည့်တယ်အတုပ်ဆုံဆိုရင်လေအကုန်လုံးအစုံထည့်ပြီးတော့တို့ရတာကိုပို့ပြီးတော့ကြိုက်ပါတယ်ရှင်
အရင်တစ်ခေါက်အတော့ဆောင်တင်တော့ကလေလေးပြောပြဖို့ပါတယ်အမတို့အရည်လေးတွေကိုအရင်ဆုံးထည့်ပါတယ်စီချက်ထည့်တယ်စီနီထည့်တယ်အချင်းရည်ထည့်တယ်ငံပြားရည်ထည့်ပါတယ်ရှင်ပြီးရင်အရင်တစ်ခေါက်နေပေးပါမယ်နော်ဒါဆိုရင်အတော့ဆောင်ထဲမှာထည့်ထားတဲ့ခေါက်ဆွဲတွေနဲ့အရွက်တွေနဲ့တခြားလေးရောသွားဖို့အချိန်ပို့ပြီးတော့ရလို့ပါရှင်တခြားလေးနှံ့သွားပြီဆိုတော့မှအမတို့ကအမှုန်လေးတွေကိုထည့်ပါတယ်အာလူးလေးကြံခဲ့လို့အာလူးလေးကိုထပ်ထည့်ရင်းနဲ့အချင်းရည်လေးတွေစီရည်လေးတွေနည်းနည်းလိုပေါ့နော်နည်းနည်းလေးထပ်ထည့်တယ်ပြီးတော့ရင်ကတော့အကုန်လုံးတခြားလေးတမသွားအောင်လို့အရင်ဆုံးနေပေးပါတယ်ရှင်နှံ့သွားပြီဆိုတော့မှဘဲချက်မှုန်ရဲ့ပစွန်ချောင်းမှုန်ရဲ့ငုတ်သီးမှုန်ရဲ့ပြီးတော့ချိုးမှုန်လေးနည်းနည်းလေးရဲ့ကိုထည့်ပြီးတော့နှံ့သွားအောင်လို့တခြားလေးတုပ်ပေးလိုက်တယ်ပေါ့နော်အငါလေးအတုပ်ဆောင်လှုပ်ရှားပြီးဆိုရင်အားလုံးထွက်တစ်ခါရဲရောနေတာထက်လေတယောက်ချင်းစီအတွက်တပွဲချင်းစီတိတန့်တုပ်ပေးတာပို့ပြီးတော့များပါတယ်အများကြီးအကုန်လုံးရောနေရလက်လဲမနိုင်ဘူးပေါ့နော်တယောက်နဲ့တယောက်ကစားတာတွေမစားတာတွေအကြိုက်မတူတော့မလို့လေအငါတယောက်ချင်းစီအတွက်ကိုတုပ်ပေးပါတယ်အဲ့လိုဆိုရင်အတုပ်ဆောင်လေးကပို့ပြီးတော့စားလို့ကောင်းလို့ပါရှင်ဒါလေးကတော့ဘူးသီးဟင်းကားလေးပါနော်ဘူးသီးစိမ့်စိမ့်လေးနဲ့အရန်တောက်လို့ကောင်းတာပါဒီတုပ်ဆောင်လေးကလေအရင်စားလို့ကောင်းတာမလို့အိမ်မှာလှုပ်ရှားကြည့်ကြပါအောင်เนาะဒါဆိုရင်အမတို့နောက်ဗီဒီယိုကြီးကြမှာပြန်တွေ့ပါမယ်ရှင်